မိတ်ဆွေလူတွေကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးပြောမှုပါသလားတချို့ကချစ်သူကိုချစ်တယ်ဆိုတဲ့စကားတော့မပြောဘူးကြပါဘူးတချို့ကတော့သူသိနေလို့ပြောဖို့မလိုဘူးရှက်လို့မပြောနိုင်ဘူးလို့ပြောတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုမပြောဘူးတာတွေကြောင့်တခြားသူတွေဟာတန်ဖိုးထားခံရတယ်ဆိုတဲ့ခံစားမှုကိုမခံစားရတာတွေဖြစ်နေတာပါကျွန်တော်မေးခဲ့တာတခုတည်းပါချစ်တယ်သဘောကျတယ်ဆိုတဲ့စကားကြားကျင်လားဆိုတော့လူများစုကဟုတ်တယ်ကြားကျင်တယ်လို့ဖြေခဲ့ကြပါတယ်ဆိုတော့မပြောတာဟာမလိုလားတဲ့အလေးအကျင့်ဖြစ်နေပြီပေါ့နော်တခါတော့ကျွန်တော်ဈေးဆိုင်တစ်ခုမှာငွေပေးချေနေတော့ဈေးဝယ်သူတယောက်ကစည်ရေးမလေးကိုအကြီးအကျယ်အော်ဟစ်နေတာကိုတွေ့လိုက်တယ်သူမတိခတ်နေရကိုမြင်တော့ကျွန်တော်ကမင်းတိခတ်နေရတိတ်သဘောကျတယ်လို့ပြောလိုက်တယ်သူမကပြုံးပြပြီးဒီနေ့တစ်နေ့လုံးကျမကိုချီးကျူးစကားပြောရလို့ဆိုလို့ရှင်တယောက်ပဲရှိပါတယ်လို့ပြန်ပြောတယ်အဲ့ဒီစကားတစ်ခုနဲ့ပဲသူမရဲ့တစ်နေ့လုံးပျော်ရွှင်မှုပြောင်းသွားတာပါမိတ်ဆွေလူတစ်ယောက်ကိုချစ်တယ်သဘောကျတယ်တန်မိုးထားတယ်ကျေးဇူးတင်တယ်ဆိုတဲ့စကားလေးတွေကိုနေ့စဉ်ပြောပြကြပါအဲ့ဒီလိုပြောဖို့အကျင့်ဖြစ်လာရင်မိမိစိတ်ချမ်းသာသလိုတစ်ဖက်သားလည်းပျော်ရွှင်လာပါလိမ့်မယ်တခါတလေသတိထားကြည့်ပါမပြောဘူးတာထက်ပြောဘူးတာကပိုကောင်းပါတယ်ဒီအကြောင်းအရာပြည့်စုံကိုနားထောင်ကြည့်ရင်တော့ YouTube မှာနားထောင်နိုင်ပါတယ်နောက်တင်မဲ့စိတ်အေးချမ်းစရာစာစုလေးတွေကိုလည်း like follow subscribe လုပ်ပြီးစောင့်ကြည့်ပေးပါဦးနော်